ကိုရောကျွန်ုပ်ကိုရွေးကောက်ထားတာလူမျိုးမျိုးနဲ့တိုင်းနိုင်ငံများတွင်မြေကြီးစွန်းတိုင်အောင်ဖယားရဲ့သက်သေးဖြစ်ဖို့ပါကိုရောကျွန်ုပ်ကိုပေးအပ်ထားတယ်စုကြည်စုအမျိုးမျိုးပိတ်သိချင်းတွေနဲ့ကျွေဝါပြေဆုံးကဖယားရဲ့ဘုံထေရှာ